cool. No day. ဒါတော့အရသာနေထားပြီးသားပေါ့နော်ကျစ်စင်သားကိုစီလေးနဲ့ပဲကြော်လိုက်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒါကျတော့အစိမ်းကြော်ကညွန့်နဲ့ဘရိုကိုလီပေါ့နော်ပြီးဒါကျတော့ပဲရည်အာလူးရည်ပင်းဥရည်ကိုပြုတ်ပြီးတော့မှအင်နောက်ဖေးရပေါ့နော်ဒီယုံပရီသီးတွေဘောက်လောက်ရွက်ပေါ့နော်ပြီးတော့အရွက်စုံပေါ့နော်ဟင်းနုနွယ်အစုံပါပဲအဲ့ဒါတွေကိုထည့်ပြီးတော့မှဟင်းကြီးချက်လျင်ဖြစ်ပါတယ်အရသာကျတော့စားနဲ့အရသာမှုတ်ပေါ့နော်တော့အခုငရုတ်သီးစထောင်းမယ်ပေါ့နော်ဒါကတော့ခင်းကျင်သီးမီးဖုတ်ပြီးရင်ဒါပင်စင်းရယ်ပူစီနံရယ်နတ်နံပင်ပေါ့နော်အဲ့ဒီသုံးမျိုးကိုစားထည့်ပြီးတော့မှရောက်ထောင်းထားတာပါပြီးခုနကခင်းကျင်သီးမီးဖုတ်ပြခွန်တင်ထားတဲ့အောင်ထည့်မယ်ပြီးရင်ဒါကျတော့မြေပဲကိုစီနေငယ်နဲ့ကြော်ပြီးတော့မှထောင်းထားတာပေါ့နော်မညက်တညက်ပြီးရင်တော့ငရုတ်သီးမှုတ်ပေါ့နော်ငရုတ်သီးမှုတ်လေးထည့်ပြီးတော့မှအားလုံးကြည်ညက်တော့တဲ့အထိထောင်းလိုက်လို့ရှင်တော့တကယ်စားလို့ကောင်းတဲ့ငရုတ်သီးထောင်းလေးရပါပြီပြီးရင်အဲ့ဒီကြံတဲ့ထဲကိုနည်းနည်းချန်ထားပြီးတော့ပေါ့နော်ကိုစားနိုင်တယ်လို့ထမင်းကိုအရသာထည့်မိပဲနည်းနည်းထည့်ပြီးတော့မှထပ်ထောင်းလိုက်တာပေါ့နော်ထမင်းထောင်းပေါ့နော်စားလို့အရင်ကောင်းပါတယ်အခုကအားလုံးပေါ့နော် ready ဖြစ်ပါပြီဒါထမင်းခုနထောင်းထားတဲ့ထမင်းရဲ့ငရုတ်သီးထောင်းရဲ့ပဲဟင်းနဲ့သီးရွက်စုံရဲ့ပြီးရင်အစိမ်းကြော်ရဲ့ပေါ့နော်ပြီးတော့ခုနကကြော်ထားတဲ့ဒီကျစ်စင်သားအားလုံး ready ဖြစ်ပါပြီကဲအခုစပါတော့မယ်နော်ဆက်ကြပါဦးไม่จังอะแบบ有对汤嘞，汤嘞那有，他们这个啥子呢？会得了。那边叫了人嘞，都人嘞会嘞，那边嘞。但是那么路耶，他们都嘞，现在嘞那是都找比送的，是呗。有啲湯真係嚟，南邊တမျိုးလေးနဲ့ဆိုတော့တော့ကောင်းနေတယ်ဒီမှာကျ3မျိုးလုံးထည့်လိုက်တာပေါ့နော်3မျိုးလုံးရှိနေလို့3မျိုးလုံးထည့်လိုက်တာအဲ့ဒါစားကောင်းတာပဲဒီပဲအားမတော့ခလာနဲ့ကျစနေတော့ကြိုက်တယ်အဲ့ဒါတင်ကောင်းတော်တော့စားလိုက်ပါမယ်muy bien. Ngon lắm là ngon. Ăn được rồi. Cặp đồng rồi. Được rồi. Bye mà. Được mà. Bye kìa. Cái có gì này? Đi đây xem là bắt đi xem nào. Nhưng mà sự thực đi bà lý sự là sao luôn nhà là bà thì nha, ai luôn mới tất cả bà. Celala.